အခုရှင်းပြတော့မယ့်ဗီဒီယိုကတော့ဒီ Excel မှာလုပ်ထားတာကိုကွန်ပျူတာထဲကိုသိမ်းတဲ့နည်းကိုရှင်းပြတော့မှာဖြစ်ပါတယ်။အဲ့တော့ဒီ Excel file နဲ့သိမ်းမယ်ဆိုရင်ဒီ logo နဲ့တွေ့ရမှာဖြစ်တယ်။ micro enable file နဲ့သိမ်းမယ်ဆိုရင်ဒီ logo နဲ့တွေ့ရမှာဖြစ်တယ်။ PDF file နဲ့သိမ်းမယ်ဆိုရင်တော့ဒီ logo လေးနဲ့တွေ့ရမှာဖြစ်ပါတယ်။အဲ့တော့Excel file နဲ့ရင်စပြီးတော့သိမ်းနည်းကိုစပြပါမယ်။ file နဲ့ကိုသွားမယ်။ save as တဲ့ကိုသွားမယ်။ဒီမှာ browse ကိုနှိပ်ပြီးတော့မှကိုထားခြင်းတဲ့အခန်းကိုဒီမှာရွေးရမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာ desktop ကိုရွေးမယ်။ရွေးပြီးသွားတာနဲ့ file name နေရာမှာအခုကျွန်တော် font 1ထားလိုက်ပြီးတော့ save လိုက်ပါမယ်။အဲ့တော့ဒီ desktop ပေါ်မှာဒီ font 1နာမည်နဲ့ရောက်မရောက်ကိုခဏသွားကြည့်မယ်။ဒီမှာ Excel file လေးနဲ့ရောက်လာမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ micro enable file နဲ့သိမ်းတဲ့အခါမှာဒီ browse ထဲမှာလာပြီးတော့ save တဲ့နေရာမှာဒီ desktop ပေါ်မှာပဲကျွန်တော်သိမ်းလိုက်မယ်။ desktop ပေါ်သိမ်းပြီးတော့ဒီနေရာမှာ file name နေရာမှာ put to ပေးလိုက်မယ်။ဒီနေရာမှာ Excel workbook ကိုပြောင်းပေးရပါမယ်။ Excel workbook နေရာမှာဒီထဲမှာmicro enable template Excel micro enable template ဆိုတာဘယ်အချိန်မှာဆက်ရတာလဲဆိုတော့ဒီ micro formula တွေသုံးထားတဲ့အခါမှာဒီ file လေးနဲ့ဆက်ပြီးမှ micro formula တွေကအလုံးလုံးလို့ရမှာဖြစ်ပါတယ်။ဒါဆိုဒီ file နဲ့လည်း desktop ပေါ်ရောက်မရောက်တွားကြည့်တဲ့အခါမှာဟုတ်တူနဲ့ရနောက်တစ်မျိုးကတော့ PDF file နဲ့ save တဲ့နည်းကိုသွားပါမယ်။ file နဲ့ကနေ save ရနဲ့သွားမယ်။ browse ကိုသွားမယ်။ဒီ save အတွက်နေရာမှာ PDF ကိုဒီမျိုးစားကိုရှာပြီးတော့ရွေးပေးရမယ်။ရွေးပေးပြီးတော့ရင်ဒီမှာလည်းစောစောလို desktop ရွေးထားဖို့လိုအပ်တယ်။ပြီးတော့ကျွန်တော် put 3နဲ့ save ရအောင်။တော့ဒီ desktop ကို PDF file နဲ့ရောက်ပြဖို့သွားကြည့်တဲ့အခါမှာ put 3နဲ့ PDF file နဲ့ရောက်သွားတာတွေ့ရမှာ။ဒါကတော့ Excel logo နဲ့စေတယ်ဒါက micro enable နဲ့စေတယ်ဒါက PDF file နဲ့စေတယ်အဲ့တော့ဒီ PDF file နဲ့စေတဲ့နေရာမှာဒီနောက်တစ်မျိုးပြောရတယ်เนาะ export လေးကနေပြီးတော့မှ create PDF နဲ့လည်းစေလို့ရပါတယ်ဒီ create PDF ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ဒီဘက်မှာ create PDF ရှိတယ်ဒါကိုဆက်နှိပ်ပြီးသွားတာနဲ့ဒီဘက်ကနေပြီးတော့အခုတော့ desktop ပေါ်မှာပဲစေကြနေတာဖြစ်တဲ့အတွက် desktop ရွေးတယ်ပြီးရင် post ကိုရွေးလိုက်မယ်ပြီးရင် publish ကိုနှိပ်လိုက်မယ်ဆိုရင်ဒီ desktop ပေါ်မှာ PDF file နဲ့ရောက်မရောက်ကိုကျွန်တော်သွားကြည့်တဲ့အခါမှာလည်း PDF file နဲ့ရောက်နောက် PDF file နဲ့ save ပြီးမှနောက်တစ်မျိုးထပ် save လို့ရတယ်လေအဲ့ဒါကတော့ print setting ထဲမှာဒီ printer ရွေးတဲ့နေရာမှာ printer ရဲ့နာမည်ကိုမရွေးဘဲနဲ့ micro ဒီ PDF ဆိုတဲ့ print PDF ဆိုတဲ့ micro print PDF ဆိုတဲ့ server ကိုရွေးပြီးတော့ဒီနေရာမှာ print ကိုနှိပ်လိုက်လို့ရှိရင် save ပေါက်ပေါ်လာလိမ့်မယ်ဒီစောစောလိုပဲ desktop ကိုရွေးပြီးတော့မှဒီမှာ file name ပေးလိုက်မယ်pop file လို့ပေးလိုက်မယ်ပြီးရင် save လိုက်အဲ့တော့ဒီ desktop ပေါ်မှာစောစောက pop file နာမည်ရောက်မရောက်သွားကြည့်ရမှာနော်ဒီမှာ pop file အဲ့တော့ PDF မှာ save တဲ့နည်းကတော့ save ရနဲ့သွားပြီးတော့ file မျိုးစားပြောင်းတဲ့နည်းက2နည်းနဲ့ export နဲ့သွားတဲ့နည်းရယ်ဒီဘက်က print setting ထဲမှာသွားပြီးတော့ PDF file save တဲ့နည်းရယ်ဆိုပြီးတော့ PDF save နည်းက3မျိုးရှိမှာဖြစ်ပါတယ်အဲ့တော့ဒါတွေကိုဒီသိမ်းတဲ့အခါမှာကိုယ့်အကိုလိုအပ်တယ်လို့မျိုးအလုံးမှာလိုအပ်တဲ့ file မျိုးစားနဲ့သိမ်းရမှာဖြစ်တဲ့အတွက် save နည်းကလည်းအရေးကြီးတဲ့ file တွေမှာပါတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်